ကြောင်းပြောလို့ပါတယ်ကျွန်တော်ဒီနေ့ကိုစုမဟုတ်လို့တော့ဘာစကားပြောလာလဲနော်ချင်းဒီမကောင်းကြားတဲ့ချိန်မှာကျွန်တော်တို့ဒီလောက်အားပေးတဲ့ကျွန်တော်တို့အတင်းတော်မှာဆရာမနဲ့ဘုပကအဖွဲ့ကျွန်တော်တို့မိသားစုခဏမတတ်ပြလိုက်မယ်နော်ခဏမတတ်ပြလိုက်ပါဦးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဘယ်လိုမျိုး public trust အခုမှကျွန်တော်တို့အင်းချာ930ပလောက်ရှိတယ်အဲ့ဒါကိုလိပ်စာကတော့တရင်30万လမြေတိုင်းတော့ကျွန်တော်တို့ဘုရားကျောင်းစာနေနေကြတော့9နိုင်အစီအစာဘုရားကျောင်းစာရဲအဲ့ဒါကိုလာချင်းတဲ့လူကိုလာလို့ရတယ်အဲ့ဒီနေရာမှာခုနဆမပြောတဲ့တိုင်ကျွန်တော်တို့အကျိုးရင်းမှုတာလို့ခံဖြစ်တယ်အဲ့ဒါပြောချင်ပါတယ်ပြီးတော့ကျွန်တော်တို့အတင်းတော့မဟုတ်ပဲနဲ့ဒီမှာလာကြတဲ့ဆမဒီအားလုံးပေါ်မှာလည်းကြည့်လို့တင်ပါတယ်ကျွန်တော်တို့ social service ပြောမယ်ဆိုရင်အခုတနာရီနဲ့မပြီးဘူးတပတ်တော့ချင်းပြီးရမယ်ဘာလဲဆိုတော့လူဝိရလို့ဆိုတော့မလွယ်ဘူးအဲ့ဒီကဘာပေါ်မှာဖြစ်ဖြစ်ကျွန်တော်တို့လူမျိုးအပေါင်းထဲမှာဖြစ်ဖြစ်ကျွန်တော်တို့အမျိုးထဲမှာဖြစ်ဖြစ်ကျွန်တော်တို့တိမ်ထုံထဲမှာဖြစ်ဖြစ်လုံးမယ်ဆိုမလွယ်ဘူးအဲ့ဒါလူမျိုးရေးစကားတိတ်မလွယ်ဘူးဒါပေမဲ့မလုပ်လို့မဖြစ်ဘူးအဲ့ဒါကိုပြောချင်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်လည်းအခုဒီဟာဒေါက်တာဝေးရတဲ့ဒေါက်တာဝေးရမယ့်ဟာကလုံးဝမထင်ပြီးဘူးအဲ့တော့လည်းကျွန်တော်မထင်ပြီးဘူးဒါပေမဲ့ဘုရားကဥဆောင်တဲ့အတွက်ဒီမှာဆမတို့စီရနေပြီးတော့ကျွန်တော်တို့သားတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ပြီးတော့ခေါ်နာပြချင်တာကဘာပေါ်မှာဘယ်လောက်ပဲခက်ပါစေဘယ်လောက်ပဲဆိုးပါစေခရာလက်တော်အောင်မှာဘာလို့ရှိတယ်လဲဆိုတော့မဖြစ်နိုင်တာတခုမှမရှိဘူးမဖြစ်သေးတာပဲရှိတယ်ဆိုတဲ့အပြောချင်ပါတယ်လူတွေကြတော့အခုအကုန်လုံးကစိတ်သက်ကုန်ပြီဒါပေမဲ့အဲ့ဘုရားရဲ့အောက်မှာဘုရားရဲ့လက်တော်အောက်မှာကြတော့မဖြစ်နိုင်တာမှတခုမှမရှိမဖြစ်သေးတာပဲရှိတယ်ခဏလေးဆောင်ပြီးမှကျွန်တော်လူမှုရေးဖြစ်ဘုရားအမှုတော်ဆုံးပြီးလက်တွဲပြီးတော့လုပ်ရတော့အောင်မြင်ရမယ်ဆိုရဲပြောချင်ပါတယ်ခုနဆရာပြောတဲ့အခုဆရာဒုက္ခမှုပြောတဲ့သူကပြောပြီးအဲ့ဒါအခုဝိရတဲ့ဟာကဝါကြောဘူးမဟုတ်ဘူးဆိုတာကျွန်တော်တို့ကအမေတန်တော့ဆိုရမယ်နောက်ကြတော့ကျွန်တော်တို့ကအခုဝိရပြီးပြီကျွန်တော်အနည်းလဲ60နှစ်ရှိပြီဒါမဲ့ပထမပြီးခဲ့တဲ့ဘာပဲလုံးမတရားဥပမာ50လောက်ရှိပဲဆိုရင်နောက်အခုဝိရပြီးဆိုရင်60လောက်ပေါ့နော်မဆာလောက်တော့ကျွန်တော်တို့ကလောက်ရမယ်ဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့များတော့မပြောဘူးအချိန်မဲ့ပြီးတော့ပြီဆိုတော့ဘိုင်လေးစားမယ်အခုလည်းပဲပြောမယ်အခုလာတော့တဲ့လာကျွန်တော်တို့အားပြီးတော့တဲ့ဆက်ပါဒီရောဒီမှာကျွန်တော်တို့ဒုက္ခချေရီတော့အခွင့်တော့အကုန်လုံးကျေးဇူးတင်စစ်တမ်းပြောကြရင်းနဲ့ဒီဘုရားပါကျေးဇူးတင်